ရှင်းဆက်ဖို့မဖြစ်နိုင်မှန်းသိတဲ့အခါတစ်ဖက်လူရဲ့ပြတ်သားတာကိုရပ်ဆောက်မနေပါနဲ့ကိုယ့်ဘက်ကနေအရင်ဦးဆုံးရဲရဲဝံ့ဝံ့နဲ့တတ္တိရှိရှိပြတ်သားပေးလိုက်ပါကိုယ့်ကိုမလိုအပ်တော့တဲ့လူရဲ့အနားမှာဘာကြောင့်အချိန်ကုန်ခံပြီးတော့များနာကျင်ခံပြီးတော့များနေဦးမှာလဲတကယ်လို့ကိုယ့်ကိုမလိုအပ်တော့တဲ့လူတစ်ယောက်ကိုချစ်နေမိသေးတယ်ဆိုရင်တော့မှတိတ်ဆိတ်ချင်းဖြင့်ချစ်ပေးလိုက်ပါကိုယ့်ရဲ့ရှင်းပြမှုတွေကိုယ့်ရဲ့နဘူးနစာလုံးမှုတွေကသူ့အတွက်စိတ်အနှောက်အယှက်ဖြစ်ရုံမှတပါဘာမှထူးလာမှာမဟုတ်ဘူးကိုယ်နားမှာမနေလိုတော့တဲ့လူတွေကိုလည်းပဲကိုကအတင်းကြီးဖက်တွယ်ထားတာမျိုးအတင်းကြီးဆွဲထားတာမျိုးသွားမလုံးမိပါစေနဲ့ကိုယ်နားမှာမနေလိုတော့တဲ့လူကကိုယ်တန်ဖိုးကိုမသိလို့ဖြစ်ကောင်းဖြစ်နိုင်တယ်နော်အဲ့ဒီတော့လူဆိုတာကကိုယ်တန်ဖိုးကိုသိရတယ်ကိုကိုတန်ဖိုးမထားတဲ့ရပ်ဝန်းကနေထွက်ခွာလာနိုင်ဖို့တတ္တိတွေလည်းရှိရတယ်ကိုနဲ့ဆုံတွေ့ရတဲ့လူတိုင်းကလည်းကိုအတွက်ကြီးပဲလို့မထင်နဲ့တချို့အရာတွေကကိုနဲ့စုံစည်းလိုက်တိုင်းကိုအတွက်မဟုတ်ဘူးတချို့ကမျက်စိလည်းလမ်းမာပြီးတော့ရောက်လာခဲ့တာတချို့ကလမ်းကြုံခိတ္တခဏဝင်ပြီးတော့ခုန်နာသွားတာတချို့ကလည်းအမောဖြေုံတက်တက်ကိုနားကိုရောက်လာခဲ့တာကိုနဲ့စုံစည်းတိုင်းကိုအတွက်ကြီးပဲမဟုတ်ဘူးဒါကြောင့်ကိုနဲ့စုံစည်းခဲ့ပါရဲ့နဲ့ကိုအတွက်မဟုတ်မှန်းသိတဲ့အခါမှာလည်းပဲသူ့ကိုချစ်နေမိတယ်ဆိုရင်တော့စွန့်လွတ်ခြင်းနဲ့ချစ်ပေးလိုက်ပါဒါကသာလျှင်ကိုအတွက်အေးချမ်းပါလိမ့်မယ်လူဆိုတာကအလိုက်သိဖို့လိုတယ်ကိုကိုမလိုအပ်တော့တဲ့လူတွေနားကနေသူတို့နေထုတ်တဲ့အထိစောင့်မနေနဲ့ကိုအလိုက်တသိနဲ့ကိုထွက်လာနိုင်တဲ့တတ္တိမျိုးလေးရှိရတယ်ကိုတန်ဖိုးမထားတဲ့လူတွေနားမှာလဲဘာကြောင့်ကိုတန်ဖိုးကိုအမဲ့ခံပြီးတော့နေမှာလဲကိုတန်ဖိုးကိုအ ਨੇ ခံပြီးတော့နေဦးမှာလဲကိုတန်ဖိုးကိုတည်သောအားဖြင့်ကိုတန်ဖိုးကိုထိန်းတဲ့အနေနဲ့ကိုဂုံတိတ်ခါကိုတည်တဲ့အားဖြင့်သူတို့နားကနေအဝေးဆုံးကိုထွက်ခွာလာနိုင်အောင်ကြိုးစားပါအဲ့လိုလူမျိုးတွေနဲ့လည်းဝေးဝေးရှောင်နိုင်အောင်ကြိုးစားပါလူတယောက်ကိုချစ်မိလို့လူတယောက်ကိုလွမ်းနေရလို့ဦးစင်းတို့ပူလောင်နေတာမဟုတ်ဘူးလူတွေကကိုယ့်ကိုဒုက္ခပေးနေတာလည်းမဟုတ်ဘူးတကယ်တမ်းတော့ဦးစင်းတို့ပူလောင်ရတယ်ခံစားရတယ်နာကျင်ရတယ်ဆိုတာကဦးစင်းတို့ရဲ့မျောလင့်ချက်တွေဦးစင်းတို့ရဲ့အတွေးတွေမစွန့်လွတ်နိုင်တဲ့ဆွဲလန်းမှုတွေကပဲဦးစင်းတို့ကိုပူလောင်စေခဲ့တာအဲ့ဒီအဆွဲလန်းဟာလောကနိယာမနဲ့ချစ်ချင်းမေတ္တာနယ်ပယ်မှာကြည့်လိုက်ရင်တော့တိတ်လာတဲ့စကားလုံးလေးတစ်ခုဆွဲလန်းတယ်အယမ်းချစ်တယ်အယမ်းတန်ဖိုးထားတယ်ပေါ့လေမြတ်စွာဘုရားရဲ့တရားတော်နဲ့ကြည့်လိုက်ရင်တော့ဆွဲလန်းမှုဆိုတာကဥပါဒံပဲအဲ့ဒီဥပါဒံဆိုတဲ့အဆွဲလန်းကြီးရင်ကြီးသလောက်ဦးဇင်းတို့ပူလောင်ရတယ်တောကတွေများရတယ်လိုချင်တာကိုမရတဲ့အခါဒေါသဖြစ်တယ်